ဈေးရောက်နေတဲ့သားအမိနှစ်ယောက်ကိုလူမိုက်တွေကလာပြီးဆက်ကြီးတောင်းကနှောက်ယှက်နေကြပါတယ်။ဒါပေမဲ့ဒီမျိုးသမီးဟာလုံးဝမတုံ့လို့ပဲခက်အေးအေးပဲနေနေတာပါအကြောင်းကတော့10 မိနစ်တောင်မပြည့်ခင်မှာပဲအထူးတန်းဝင်စိန်ခံကအစည်းပေါင်းများစွာရောက်ရှိလာပြီးမြို့ရဲ့အချမ်းသာဆုံးတထေးကြီးရဲ့သား3ယောက်ကကားပေါ်ကနေဆင်းလာလို့ပါပဲလူမိုက်တွေဟာသူတို့ဘသူကိုတွားတိမိမှန်သိသွားတဲ့အချိန်မှာတော့ကြောက်တူးတုံပြီးဒူးထောက်တောင်းပန်ကြပါတော့တယ်ဒါပေမဲ့သမီးကြီးဖြစ်သူကတော့သူမဟာဒေါက်တာပွဲရပြီးကတည်းကအေးအေးဆေးဆေးပဲနေချင်တာကြောင့်ဒီလူမိုက်တွေကိုခွင့်လွှတ်ပေးလိုက်ပြီးမောင်းထုတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဖခင်ဖြစ်သူတထေးကြီးရောက်လာပြီးမြင်းမလေးအတွက်မွေးနေ့လက်ဆောင်ပေးတယ်လို့သူ့မှာရီးစားအသေးရနေပြီဖြစ်ကြောင်းနဲ့မကြခင်မှာလက်ထပ်တော့မဲ့အကြောင်းဖွင့်ပြောလာပါတယ်။သမီးဖြစ်သူကလည်းဖခင်ရဲ့ပျော်ရွှင်မှုကိုငဲ့ပြီးအဲ့ဒီမိန်းမနဲ့တွေ့ဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့သူတို့မသိတာကအဲ့ဒီမိန်းမဟာလူသူရှိမှဟန်ဆောင်ကောင်းပြီးတကယ်လက်တွေ့မှာတော့မြေခွေးမတကောင်လိုကောက်ချစ်သူဖြစ်နေတာပါနောက်ရက်မှာတော့ဝမ်းထဲစရာကောင်းတာကသမီးလေးဟာရုတ်တရက်နှလုံးရောဂါဖောက်ပြီးတတိလစ်သွားပါတယ်အမေဖြစ်သူဟာသမီးလေးကိုသုံးပြီးဆိုင်ကယ်ပေါ်တင်ပြီးဆေးရုံကိုအသေးအတန်မောင်းပို့နေရပါတယ်လမ်းမှာတော့ဖခင်ဖြစ်သူရဲ့ရီးစားအသစ်ဟာသူမရဲ့တငယ်ချင်းတွေရှိမှဂုံမောက်ပြီးကားကိုလမ်းလေခေါင်မှာရပ်ထားပါတယ်သမီးကြီးကအလင်းလိုနေတာကြောင့်ဟွန်တီဗီကြော်တက်ဖို့စူးစမ်းတဲ့အခါမှာတော့ကားချင်းအနှဲငယ်ပုတ်မိသွားပါတယ်။အဲ့ဒီမှာတင်မြေခွေးမဟာဒေါသတကြီးနဲ့ဆင်းလာပြီးသမီးကြီးကိုရိုက်နှက်နှိပ်စက်ပါတော့တယ်။သမီးကြီးကသမီးလေးကိုဆေးရုံပို့ဖို့အသေးအတန်ဖြစ်နေတာကြောင့်သူမမှာရှိတဲ့ကြက်ငွေ3,500ပါတဲ့ဘဏ်ကတ်ကိုပေးပြီးကားပြင်ခအဖြစ်ယူထားဖို့တောင်းပန်ပါတယ်။ဒါပေမဲ့တစ်ဖက်ကမိန်းမဟာသုံးပြီးမောင်းတဲ့သူမှာဒီလောက်ငွေရှိမှမဟုတ်ဘူးလို့ထင်ပြီးကက်ကိုရိုက်ချလိုက်တယ်လို့သမီးကြီးကိုလည်းအရက်တွေအတင်းတိုက်ပြီးလူပုံအလဲမှာအဆက်ခွဲပါတော့တယ်အဆိုးဆုံးကတော့ကလေးလေးအသက်ရှင်ဖို့လိုအပ်တဲ့အရေးပေါ်ဆေးကိုတော့လူယူပြီးမြေကြီးပေါ်တွန်းချလိုက်တာပါပဲဒီလိုနဲ့တီးမခံနိုင်တော့တဲ့အဆုံမှာသမီးကြီးဟာသူမရဲ့မိသားစုမှာပဲရှိတဲ့အရေးပေါ်အချက်ပြမီရှူမီပန်းကိုကောင်းကင်ပေါ်ပစ်ဖောက်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ဖခင်ဖြစ်သူနဲ့မောင်လေး3ယောက်ဟာတမျိုးလုံးမှာရှိတဲ့လုံခြုံရေးတပ်ဖွဲ့တွေကိုချက်ချင်းအမိန့်ထုတ်လိုက်ပြီးရဟတ်ရင်တွေကားတွေနဲ့အခင်းဖြစ်ပွားရနေရကိုဥတီလာပါတော့တယ်မြေခွေးမကတော့သူမရှိမှရှိနေတဲ့အမျိုးသမီးဟာတထေးကြီးရဲ့သမီးရင်းဖြစ်မှန်းမသိသေးပဲဆက်လက်စော်ကားနေသေးပါကောင်းကင်ကနေရဟတ်ရင်တန်တွေကြားလိုက်ရတဲ့အချိန်မှာတော့ဒီမြေခွေးမတယောက်ဘလို့နောက်တက်ရသွားမလဲဆိုတာကတော့ရင်ခုန်စရာပါပဲ